နှစ်ပေါင်း15တန်းကျော်တက်တန်းရှိပြီဖြစ်တဲ့ရှေးအကြဆုံးကြောင်မျိုးနွယ်တဘာဝတရားကဖန်တီးထားတဲ့ထူးဆန်းတဲ့တဘာဝတွေထဲမှာ Pallas's cat သို့မဟုတ်မနူလို့ခေါ်တဲ့ဒီကြောင်တွေဟာထိတ်ဆုံးကပါဝင်ပါတယ်သူတို့ဟာချစ်စရာကောင်းတဲ့အမွေလုံးကြီးတဲ့နဲ့တူနေပေမဲ့တကယ်တမ်းမှာတော့အလွန်ကြမ်းတမ်းတဲ့အာရှအလဲပိုင်းကတောင်တန်းဒေသတွေမှာရှင်သန်နေကြတာပါ Pallas's cat တွေဟာအမွေရှည်ဆုံးနဲ့အထူးဆုံးဖြစ်ပါတယ်သူတို့ရဲ့အမွေတီစာဟာ32 cm မှာအမွေပေါင်း9000ခန့်ထိရှိပါတယ်ဒီအမွေတွေကသူတို့ကိုအနှုတ်90 degree centigrade ထိအေးခဲတဲ့ဆောင်းရာသီဒဏ်ကနေအကောင်းဆုံးကာကွယ်ပေးထားပါတယ်ထူးခြားတဲ့အချက်ကတော့တကူလုံးအမွေထူပေမဲ့သူတို့ရဲ့ခြေပွားတွေအောက်မှာတော့အမွေမရှိတာပါတယ်ဒါကြောင့်အလွန်အေးခဲနေတဲ့မြေပြင်ဒါမှမဟုတ်စီးနှင်းကိုမှရက်တဲ့အခါခြေပွားတွေအေးမိပြီးအသားပုတ်တာမျိုးမဖြစ်အောင်သူတို့ရဲ့ပွားရောက်နေတဲ့အမိကြီးကိုခြေပွားမှခံပြီးနေလိရှိပါတယ်ဒါဟာကျွန်တော်တို့လူသားတွေချဲတဲ့အခါလက်ကိုအိတ်ကထဲထည့်ထားသလိုမျိုးပါပဲသူတို့ရဲ့ကိုယ်ခန္ဓာတိဆောက်ပုံဟာတိုးတောင်းတဲ့ခြေထောက်တွေပြားချက်တဲ့ကိုယ်ထဲနဲ့ဝိုက်ဆက်နေတဲ့ပုံစံရှိပါတယ်ဒီပုံစံကြောင့်သူတို့ဟာကြောက်တုံးတွေမြေပြင်နဲ့တသားတည်းဖြစ်နေတတ်ပြီးရန်သူတွေမမြင်အောင်ပုံကွယ်ရမှာရောတားကောင်ကိုအသားရချောင်းမြောင်းဖန်ဆီးရမှာပါအလွန်အသုံးဝင်ပါတယ် Pallas's cat တွေဟာကမ္ဘာပေါ်မှာတက်ကန်းရဲ့ရင်ဆုံးကြောင်မျိုးနွယ်တွေထက်ကတစ်ခုဖြစ်ပြီးလွန်ခဲ့တဲ့နှစ်ပေါင်း15တန်းကျော်ကလေးကရှိခဲ့တာပါသူတို့ဟာတကောင်တိုင်းနေထိုင်တတ်တဲ့တဘာဝရှိပြီးလူငယ်နဲ့ရင်းပအောင်မွေးမြူလို့လုံးဝမရနိုင်တဲ့ရှားပါမျိုးစိတ်လည်းဖြစ်ပါတယ်ဒီကြောင်တွေဟာအလွန်ဒေါသကြီးပြီးကြမ်းတမ်းတဲ့နေရာမှာနာမည်ကြီးပါတယ်1960ပြည့်နှစ်တုန်းကဆိုဗီယက်သိပ္ပံပညာရှင်တွေဟာ Pallas's cat တကောင်ကိုအာကတတဲ့ပို့ဖို့ကြိုးစားခဲ့ပူပါတယ်ဒါပေမဲ့ဒီကောင်ဟာအလွန်ကြမ်းတမ်းပြီးထိန်းချုပ်ရခတ်တာကြောင့်စီစဉ်ကိုဖျက်သိမ်းခဲ့ရပြီးခွေးတွေကိုပဲအစားထိုးပို့ဆောင်ခဲ့ရပါတယ်ကံမကောင်းစွာနဲ့သူတို့ရဲ့ပြင်းမြတ်တတန်းဟာ10နှစ်ခန့်သွားရှိပြီးလက်ရှိမှာမျိုးသုံးမဲ့အန်ဒီရဲ့နဲ့ရင်ဆိုင်နေရပါတယ်အဓိကအကြောင်းရင်းကတော့တားငယ်လေးတွေရဲ့ကိုခန့်အာဆနစ်အားနည်းမှုကြောင့်တေဆုံးနှုန်းဟာ9%နီးပါးအထိအလွန်မြင့်မားနေတာကြောင့်ဖြစ်ပါတယ် Pallas's cat ရဲ့မျက်လုံးသူရဲ့အိမ်ဟာတခြားကြောင်တွေလိုဒေါင်လိုက် slip မဟုတ်ပဲလူသားတွေလိုပဲဝိုင်းဆက်နေတာဖြစ်ပါတယ်ဒါဟာသူတို့ရဲ့စိတ်ဆိုးမှန်ဆိုးမျက်နှာပြီးကိုပို့ပြီးထင်ရှားစေတဲ့အချက်တစ်ချက်ပါပဲ